သူများတွေသင်ကြနေတဲ့အချိန်မှာကျမကတော့ပင်လေးနဲ့လှုပ်ရှုပ်နေပါရဲ့ရှင်ကြောက်စိမ့်ကလေးပါမိဆက်ရလက်ဖေးဆိုင်ရောက်ဝယ်ခဲ့တဲ့ပင်လေးပါကတ်တက်နဲ့တစောင်းချင်းနဲ့မှားဆိုင်ခဲ့တဲ့ပင်ကလေးပါရှင်ပိန်းနဲ့ပင်နဲ့ဒါလေးကပိန်းနဲ့ပင်ကလေးပါအင်းကြီးချင်းစီကတောင်းလာတဲ့အပင်ကလေးပါတပင်နဲ့ကိုပွိုင်းနဲ့ရမ်းများလာတဲ့ပင်လေးပါဆေးပတ်ဝင်တယ်လို့လည်းပြောပါတယ်ဒါလေးကလည်းလက်တန်းစင်းရီမွေလို့ခေါ်တယ်ထင်ပါတယ်အင်းကြီးချင်းစီကရတာပါမျိုးစိတ်လေးတွေကိုမြေထဲမှာကျဲထားရင်တရမ်းကိုအုံလေးထူနေတာပါသူရမ်းပွင့်လို့ရှိရင်တပင်လုံးကိုပဲလုံးဝရဲတောက်နေရပါပဲကြောက်စိမ့်ကလေးရယ်ဒါလေးကရွက်လှပင်လေးပါလန်ထိတ်ကဆိုင်ရဝယ်ခဲ့တာ